ထိုက်က eye cream အရန်ကြိုက်တာ Lambas မှာ eye cream မထွက်ခင်တော့ဆိုလို့ရှိရင်လေထိုက်ကပေါ့နော်တခြား brand eye cream တွေကိုထိုက်ကဝယ်သုံးတာအဲ့ဒီမှာ Lambas ကလည်း eye cream တွေထက်လာရနှိပ်ဆက်လေးနဲ့ဆိုတော့အိုးဘယ်ပြောကောင်းမလဲအရန်ကိုသဘောကျတာเนาะပြီးလို့ရှိရင် तू ကလေ20 gram အောင်ပါတယ်အားရပါရတော့အမုံသုံးလို့ရတယ် eye cream ဆိုထိုက်ကမသုံးရမနေနိုင်ဘာဖြစ်လို့ဟိုပါလေအရွယ်တင်နှုတ်ပြဖို့အတွက်က eye cream ကဒီမျက်ဝန်းတစ်ဝိုက်အရေးချောင်းလေးတွေကမျက်ဝန်းတစ်ဝိုက်ကအရေးချောင်းလေးတွေကင်းစင်နေဖို့လိုတယ်လीเนาะဒါကတော့ဒါမျက်ကွင်းညူတာတွေမျက်အိတ်ဖောင်းတာတွေတော့မဖြစ်ဘူးမျက်အိတ်ဖောင်းတာတွေတော့တစ်ခါလေးဖြစ်တယ်မျက်ကွင်းညူတာတော့မရှိဘူးပေါ့เนาะဒါပေမဲ့မျက်ဝန်းတစ်ဝိုက်အရေးအကြောင်းတော့ပေါ့เนาะထိုက်သုံးတယ်ဒီရဲ့ eye cream လေးကတော့မျက်ဝန်းတစ်ဝိုက်အရေးအကြောင်းပြင်မျက်ကွင်းညူတာတွေမျက်အိတ်ဖောင်းတာတွေအတွက်ပါကောင်းတယ်ပေါ့เนาะတော်တော်လေးကိုeye cream ကိုထိုက်ကတော်တော်လေးကိုကြိုက်တာပေါ့เนาะအခု Lambas ရဲ့ eye cream လေးထွက်လာတော့အတိုင်းထက်အလွန်ပေါ့ရှင်ငကိုကလေးကမှထိုက်က eye cream ကြိုက်တဲ့သူဆိုတော့လေနေခင်ဘက်ဆိုတော့ထိုက်ကလက်နဲ့တုံးလိုက်တာတကယ်လို့ဆက်ကလေးနဲ့တုံးရှင်ဒီမှာဆက်ကလေးကိုဖွင့်ပြီးတော့မှဒီလိုမျိုးတုံးလို့ရတယ် vibrate အဲ့လိုလေးပါတယ်ပေါ့နော်အဲ့တော့ဈေးနှုန်းလေးအနေနဲ့ကတော့6000ခွဲပါရှင်6000ခွဲပါ VIP customer တွေကတော့15ရာခိုင်နှုန်းနဲ့ရမယ် VVIP အဟောင်းတွေပေါ့နော် VVIP ကတော့အသစ်ထက်မပေးဘူး VVIP customer တွေကတော့20ရာခိုင်နှုန်းနဲ့ရတယ်ပေါ့နော်အဲ့တော့ VIP ဖြစ်အောင်ဘယ်လိုဝယ်လို့ရလဲဆိုလို့ရှိရင်2သိန်းပြည်တာနဲ့ VIP customer တကားတည်းဖြစ်တယ်ပေါ့နော်15ရာခိုင်နှုန်းတကားတည်းနှုတ်ပေးလိုက်တယ်ကက်ကလေးလေးပေးလိုက်တယ်နောက်ဆိုဘာပဲလို့တပူပဲဝယ်နှစ်ပူပဲဝယ်ကိုလိုတာလေးပဲဝယ်ရုံနဲ့15ရာခိုင်နှုန်းနဲ့အနည်းတမ်းရသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့မာယူ channel ဆိုလို့ရှိရင်တော့ TikTok ရဲ့ chat box ကနေဖြစ်စီဖုန်း3995283959ဖုန်းဆက်ပြီးတော့ဖြစ်စီ Viber ကနေဖြစ်စီဆက်သွယ်နိုင်ပါတယ်ရှင်အစားဆုံးကြည့်ရှုပြီးအကျေးဇူးအများကြီးတင်ပါတယ်ရှင် See you next video တဒါ